السلام عليكم ورحمة الله وبركاته. كديني سيارو قرآن تفسير کے اکھان گانا ہو جاؤ لابی سو قرآن تفسير لو پیو لائی پی سوئیں سیارو گاؤں نے ما شی ڈھایا ما دی قرآن سورہ گا اللہ شمیہ سبحانہ وتعالی گانی جبری علیہ السلام کو سیلو پیرو نو Sidratul Muntaha နေပြီးကဘာမြေပြီးအထီကိုဆေးလွတ်ပြီးတော့ကိုရမကြီးကိုလာပြီးတော့ဒီအာယတ်တွေကိုပေးရတယ်။ကိုရမကြီးကနားထောင်ပြီးတာနဲ့ဒီအာယတ်တွေကိုအလ္လာဟ်ရှင်မြတ်ခွဒရတ်နဲ့နော်ဒါအလွတ်ရသွားတယ်ကြမ်းမှတ်သွားတယ်ပြီးတော့ကိုတော်ကနေပြန်ပြောတဲ့အခါမှာဆဟာဘာတွေကရေးမှတ်ကြတယ်နော်ဒါကုရ်အာန်ရဲ့ revelation ပုံသဏ္ဍာန်အဲ့ဒါဆိုတော့ဆရာတပည့်ဆူရာဘဂရာနဲ့ဆူရာဘဂရာနှစ်မှာရှိတယ်တစ်ကတော့ဆူရာဖာတီဟာနှစ်အာယတ်တော့151ကိုတွားပြီးတော့ဖတ်ကြည့်ရဘာတွေ့ရမလဲအာရဘီလိုဆိုရင်တော့ဘစ်မီလာဟ်ရာဟ်မာနီရ်ရဟီမ်ကမာအာဆလနာဖီကုမ်ရဆူလန်မင်ကုမ်ယတလူအလိုင်ကုမ်အာယာတီနာဝယူဇက်ကီကုမ်ဝယူအလီမူကုမ်လ်ကီတာဘဝလ်ဟစ်မာဝယူအလီမူကုမ်မာလမ်တကူနူတာလမူဟုတ်ဆရာတို့ဖတ်လိုက်တယ်ကဲကောင်းပြီဒီအာယတ်လေးကိုဆရာတို့ကအဓိပ္ပာယ်တိတိမတိတိဆရာတို့ကဖတ်လိုက်တယ်စကလုံးတိုင်းကာမာအာဆလနာဖီကုမ်ရဆူလမ်မင်ကုမ်ယတလူအလိုင်ကုမ်အာယာတီနာဒီအာယတ်ဒီစကလုံးတိုင်းရဲ့ရာဟမတ်ဘရကတ်ဆလာမတ်ဖဇီလတ်ဒီလေရှိလားမရှိဘူးလားရှိတယ်နော်ဒါတွေလေဆရာတို့ကရူဝဂျစ်စင်ကိုမှာရရှိတယ်ဒါကိုသိရမယ်နော်ကုရ်အာန်ရဲ့ tafsir ဆိုတာဘာတွေရရှိနေလဲကိုရသိရဆိုတော့ဘာသာပြန်ကြည့်မယ်ဆရာတို့ဂါဇီဟာရှင်ရဲ့ဘာသာပြန်မဲ့ကြည့်တခြားဘာသာပြန်တွေပဲကြည့်နော်ရှင်းပြထားတာဒီအယံကိုပဲရိုးရှင်းတယ်ငါအရှင်မြတ်ဒီကာဘာကျောင်းတော်ကိုကိဘလာမျက်နှာမူရာအဖြစ်တတ်မှတ်ပြီးတော့မူခြင်းတတ်မှတ်ပေးခဲ့တယ်โอเคငါအရှင်မြတ်ဒီအတင်တို့ထံဝဲအတင်တို့အနတ်မရဆူလ်တမန်တော်တပါးကိုစေလွတ်တော်မူခဲ့တယ်ပြီးရင်ထိုးတမန်တော်ဒီငါအလောရှင်မြတ်ထံမှပို့ချထားသောဒေသနာကုရ်အာန်တွေကိုအတင်တို့ရှေ့ဝဲမှာဖတ်ရွတ်ပြမယ်နော်ဆရာစကားပြေလိုမဖတ်ဘူးနော်စကားပြောလိုပဲဖတ်နေတာနော်ဆိုတော့ဒီနောက်မှာအတင်တို့ရဲ့စိတ်နှလုံးအာကုသို့ဒုစရိုက်တွေကိုတန့်စင်အောင်ပြုလုပ်ပေးတယ်ဘယ်သူကပြုလုပ်ပေးတာလဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကတဇကီယာနဖ်စ်နော်တဇကီယာဆိုအဲ့မှာခုနစကလုံးမှာဝယူဇက်ကီကုမ်လို့ပြောတယ်နော်အတင်တို့ကိုတန့်ရှင်းအောင်လည်းလုပ်ပေးတယ်ဒါတင်မကသေးဘူးထိုကျမ်းဂန်နဲ့အတိအလိမ်မှာအမျော်အမြင်တရားတွေကိုလည်းသင်ကြားပေးတယ်ထို့နောက်မတိနားမလဲခဲ့ကြတဲ့အကြောင်းအရရက်များကိုလည်းသင်ကြားပေးခဲ့very simple understanding အခုနဆရာတို့ကုသိုလ်ရဖို့ fazilat ရဖို့ဖတ်သွားတယ်အခုကအဓိပ္ပာယ်ကိုဆရာတို့ဖတ်တယ်ဆိုတော့ဘာနာဘလို့နားလဲဆရာတပည့်နားလဲမှုကအများကြီးပဲဟုတ်ပြီ very good point နော်ဆိုတော့ဆရာဒီဘက်မှာလည်း recording လုပ်တယ်အဲ့ဆိုရဆူလ်ကိုရမြတ်ဆလ္လာလဟ်ဝါဆလမ်ဒီလူသားအဖို့စေလွတ်ခြင်းခံရတဲ့အာရဗ်မျိုးနွယ်တွေကဗနီဟာရှင်နဲ့အလောရှမြတ်တယောက်ကို select လုပ်ပြီးတော့ထိုးသူတွေကိုပဲဂျာဟီလ်တွေကိုအာလင်ဖြစ်အောင်လုပ်ခဲ့တာဟုတ်တယ်နော်အဲ့ဆိုကီဘလာကိုတတ်မှတ်ပေးခဲ့တယ်ပထမကီဘလာကမစဂျစ်အက္ဆာကိုနော်ဒါမျက်နှာမူတယ်အခုနောက်ပိုင်းမှာကိုရမကြီးခင်မှာပဲဝဟီကြားလာတဲ့နောက်ပိုင်းမှာကာဘာဘုတ်ကိုဆရာတို့ကမျက်နှာမူတယ်အရှင်မြတ်ကအမိန့်ဆူဂျူဒ်လုပ်ရမယ်ဆူဂျူဒ်လုပ်တယ်ဆလာတီဆောက်မယ်ဆလာတီဆောက်တယ်နော်ဒါအမိန့်နာတယ်ပြီးတော့ဒီစာသားတွေကိုရဆူလ်ကိုရမတ်ဆလ္လာလဟ်ဝါဆလမ်ကအလောရှင်မြတ်ပေးလိုက်တဲ့ဝဟီကိုအဲ့ဒီအတိုင်းပြန်လေပြီးတော့ဖတ်ပြတာနဲ့ပြီးမသွားဘူးဆရာတပည့်စာအုပ်တုပ်ဆရာပေးလိုက်တယ်မင်းဖတ်လိုက်တယ်နားလည်လိုက်တယ်
ဒါကစာအုပ်ဖန်ဆင်းခံနေပြုစုထားတဲ့စာအုပ်ဟိုကကုရ်အာန်ကဖန်ဆင်းရှင်ကနာဇီလ်ချမှတ်ပေးလိုက်တာကိုရောမြတ်ကြီးရဲ့အွမ်မတ်တူအွမ်မတ်တာအားလုံးနဲ့ဟူဒလင်နတ်လူသားတရက်လုံးအတွက်ပေးလိုက်တာဟုတ်ပြီနော်အဲ့အတွက်ဟိုတစ်ခေါက်လေဆရာဒီကိစ္စကိုရှင်းပြပြီးပြီနော်မင်းနှလုံးသားကအသားတုံးတုံးဒီအသားတုံးကောင်းရင်နှလုံးသားကောင်းရင်အကုန်ကောင်းမယ်ဒီနှလုံးသားမကောင်းရင်အကုန်ခန္ဓာကိုယ်ဒီလုံးဝကောင်းမှာမဟုတ်ဘူးအသားတုံးတုံးရှိတယ်နော်ဆိုတော့ဟာဒီစ်မှာပါတယ်ဒီအသားတုံးကောင်းရင်ကောင်းမယ်ဆိုတော့ဒီအသားတုံးကိုအသားတုံးလို့မမြင်နဲ့ခွက်လို့မြင်အဲ့ဒီခွက်ထဲမှာရေထဲရင်ရတယ်အရက်ထဲလည်းရလက်ဖေးထဲလည်းရနှုတ်ထဲလည်းရဆိုတော့တိထားတဲ့ elim မျိုးမကျင့်သုံးရင်ထပ်ပြီး elim နေတိဖို့ဆိုတာခဲရင်သွားတယ်ဟုတ်ပြီအဲ့ဒီအတွက်ဒီကုရ်အာန်ဆိုတဲ့ကုရ်အာန်အာယတ်တွေကပါဖြစ်တယ်ဝဇူလို့ဘလို့ကန်ရတယ်ဒီပါဖြစ်တဲ့အာယတ်တွေကိုဒီနှလုံးသားပေါ်ကိုရောမြတ်ကြီးနှလုံးသားတော့ရောက်လာတယ်ဆိုတော့ကိုရောမြတ်ကြီးကမှတဆင့်ကျွန်တော်တို့ရှိပေးတဲ့အခါမှာကျွန်တော်တို့ဒီနှလုံးသားတွေကဘာတွေဖြစ်နေလဲအမောင်အမဲအမိုက်ခင်မှာရှိနေတယ်လောဘဒေါသမောဟအတ္တမာနတဏှာယာကဆိုတော့ဒီနှလုံးသားကြီးကိုဒီအာယတ်ကြီးလာထဲလိုက်ရင်တခါတော့တွားပြီဆရာတို့ခွတ်တစ်ခွတ်မှာရေနွေးထက်လက်အိတ်နဲ့ကန်ပြီးတုံပြီးရေအေးထက်လိုက်တခါတော့ကွဲသွားမယ်အဲ့အတွက်တမန်တော်မြတ်ကြီးကဒီကုရ်အာန်ကိုလည်းဖတ်ရွတ်ပြီးသင်ပေးဖို့လာတယ်လူတွေရဲ့နှလုံးသားတွေကိုလည်းတန်ရှင်းစင်ကြယ်အောင်လုပ်ဖို့ပထမလုပ်ပြီးတော့မှဒီကုရ်အာန်အာယတ်တွေကိုတွင်တင်ဆုံးမမှုတွေကိုပြုတယ်ဟုတ်တယ်နော်နောက်ဟစ်ကမတ်ဆိုတဲ့အမျှော်အမြင်နော်အမျှော်အမြင်နေတမန်တော်မြတ်ကသင်ပေးတယ်အကရာဖတ်မှသိမယ်သိမှနားလည်မယ်နားလည်မှလေးလာလိုက်စားကျင့်သုံးမယ်ကျင့်သုံးတော့မှအမလ်ဖြစ်မယ်အမလ်ဖြစ်မှဒါကရှေ့လျှောက်ဆရာတို့ဆက်သွားလို့ရဆိုတော့မသိနားမလဲခြင်းလေဆရာတို့ကအဆင်ပြေမလားမပြေနိုင်ဘူးဆိုတော့သိနားလဲမှပဲဆရာတို့ကအဆင်ပြေနိုင်တယ်အဲဆိုတော့အဲ့ဒီအာယတ်မှာနောက်ဆုံးကျန်အတင်းတို့မသိတဲ့အရာတွေကိုသင်ကြားပြဖို့တော့ဆိုလိုမြတ်ကရောက်ရှိလာတယ်ဟုတ်ပြီနော်ဆိုတော့ဒီအာယတ်လေးကိုခုနဆရာတို့အာရဘီလိုဖတ်တယ်မြန်မာလိုဖတ်တယ်ဆရာတပည့်တကယ်တဖကုရ်နဲ့ဒီအာယတ်လေးဝယ်ဆူရာနဲ့အာယတ်151ကိုအစ်ဘနီကစီကိုဖွင့်မင်းတို့အင်္ဂလိပ်အကုန်တတ်ကြတယ်ဥရဒူတတ်တယ်အာရဘီတတ်တယ်ဖတ်ကြည့်ဒီရဲ့ရှင်းလင်းချက်ဒီမှာဟာဒီစ်ထဲမှာတမန်တော်ရဲ့နော်အဆဟာဘ်ဒီဘာတွေပြောထားတယ်အဟလီဘိုက်ဒီဘာတွေပြောထားတယ်အများကြီးရှိတယ်နာအူဇူဘီလာအစတက်ဖီရူလာကုရ်အာန်ရဲ့တဖ်ဆီရ်तर्जुमा ဖတ်မယ်ဆိုရင်အဒပ်နဲ့ဖတ်ကြမယ်နော်ဒီအဒပ်မလို့ပါဘူးနောက်တစ်ခုကသတင်းစာဖတ်တယ်လို့မဖတ်နဲ့ကိုចောင်းစာကိုဖတ်တယ်လို့မဖတ်နဲ့လေးလေးနက်နက်ထားပြီးတော့ကိုဖတ်ကြမယ်မဖတ်လို့မရဘူးနောက်ဖတ်ပြီးစဉ်းစားတွေးတော့ရမယ်ဖတ်ပြီးပြီးသွားတာမဟုတ်ဘူးနော်ဆရာတပည့်တွေနော်ဖတ်ပြီးတော့စဉ်းစားအဲ့ဒီအတွက်နော်ဆရာတို့ဖြစ်ခဲ့ဘူးတဲ့ဝါကီယာလေးပြောပြမယ်။ဒါအခုတကြောင်းလေးပဲတက်စေအဲ့ဒါထပ်ပြီးအများကြီးရှင်းအောင်ပါ။နော်ဒါအဂါဇီဟာရှင်စပ်နော်ပြန်ခဲ့တဲ့ဟာလေးကိုဒါအမီးကျွေးလိုက်တာဒီအနောက်မှာအများကြီးထပ်ရှိတယ်နော်ဒီကြာရောက်လာတဲ့ရှာနီနိုဇူတွေထပ်ရှိတယ်။အဲ့ဒီအတွက်ကြောင့်ဆရာတပည့်တွေမသိရမယ်ဆိုတော့ဒီကုရ်အာန်တဖ်ဆီရ်ဖတ်ပြီးဆိုရင်အချက်နှစ်ချက်ထားနံပါတ်1ကပြီးစလွယ်မဖတ်ကြဘူးပြီးရောဖတ်လို့မရပြီးစလွယ်ပြီးရောနောက်ကိုသိပြီးသူများကိုကြွားဖို့လိုလားမလိုကိုအရင်ပြင်ပြီးမှသူများကိုပြင်ရမှာငါကုရ်အာန်ကဘဏ္ဍခတ်တမ်းရှိပြီတဖ်ဆီရ်လောက်တာဘဏ္ဍခတ်တမ်းရှိပြီဖာတချို့တွေရှိတယ်ဆရာတို့မြန်မာနိုင်ငံမှာလိုင်းပေါင်းစုံမထတာတွေရှိတယ်ရှိတော့ငါကဘယ်အာယတ်နည်းနည်းလေးပြောလိုက်တာနဲ့ကုရ်အာန်အဆောင်ဘလောက်အချိုးဘလောက်မှာဘာပြောထားတယ်ကုရ်အာန်အာယတ်ဘလောက်ဘာပြောထားတယ်ဘာပြောထားလဲလားမပြောနဲ့အဲ့ပြောထားတဲ့အတိုင်းမင်းနေလားလို့မေးလိုက်သွားပြီအဲ့ဒီတည်းလဲ तू မနေဘူး तू ဆရာကြီးလို့ဖို့တချို့လူတွေရှိတယ်ဇင်ဒဂီတစ်သက်လုံးစီးပွားရေးမှာနှစ်နေတယ်လူမှုရေးမှာနှစ်နေတယ်နော်အလုပ်ကိုင်းတွေမှာနှစ်နေတယ်အသက်ကြီးပင်စင်ရသွားရင်ဘာလို့လဲသူတို့ကကုရ်အာန်ဘာသာပြန်လေးတွေကိုဖတ်တယ်ပြီးသူများတွေကိုဆရာလာလုပ်တယ်
အဲ့လိုဆရာလာလို့ဆရာတာဖြစ်ကြီးဆိုရင်တော့အစတက်ဖရလာပျက်စီးသွားတာကြာပြီဟုတ်လားနော်အဲ့ဒါဆိုတော့ကုရ်အာန်ဘာသာပြန်ဖတ်တာအင်မတန်ကောင်းတယ်အဒပ်နဲ့ဖတ်ကြမယ်အီလင်ရဖို့ဖတ်မယ်ကိုဘဝတည်းကိုကျင့်သုံးမှုရှိအောင်ဖတ်တအုပ်လုံးဖတ်ပြီးတော့ထောင်ထွက်မလုံးနဲ့ဒီဘက်နာထောင်ဟိုဘက်နာထွက်တအာယတ်ကအကြောင်းတိအိတ်တာအာယတ်အတိုင်းကျင့်ကြံမှုတော့အဲ့ဒါကအရေးကြီးတယ်ဆရာတပည့်နော်အဲ့ဒါဆိုတော့အခုနဆရာတို့ပြောတဲ့အာယတ်151အဲ့ဆိုအဲ့ဒီနေရာမှာရဆူလ်ကိုရ်မြတ်ဆလ္လာဝါဆလမ်ရဲ့အခန်းကဏ္ဍတော်တော်များတယ်ကုရ်အာန်ကိုလည်းယူလာပေးရတယ်နှလုံးသားတွေကိုလည်းတန်ရှင်းစင်ကြယ်အောင်လုပ်ရတယ်သူတို့မသိတဲ့တရားတွေကိုလည်းသင်ပေးရတယ်အမျှော်မြင်ကိုလည်းပြပေးရတယ်ပြီးရင်သူတို့မသိတဲ့အကြောင်းအရာတွေကိုလည်းရှင်းပြရတယ်ဖတ်လေဖတ်ပြရဆူလ်ကိုရ်မြတ်ဆလ္လာဝါဆလမ်ကကဲတန်းကိုကဲကြီးမားတဲ့မြင့်မြတ်တဲ့ဒီ mission တစ်ခုကိုလာပြီးတော့ကျွန်တော်အမတ်တွေကိုပေးသွားတာဒီနေ့ကျွန်တော်တို့ကစာအုပ်ကိုအိမ်ပေါ်မှာပဲထားလိုက်တယ်ယူလည်းမဖတ်ဘူးဖတ်ရင်လည်းခုနလိုကုသိုလ်ရဖို့ပဲဖတ်လိုက်တယ်ဆိုတော့ဒီဟာကို tafsir ibn kasir မှာတပည့်တို့ကြည့်ထားမယ်အင်ရှာအလ္လာလာမယ့်တစ်ပတ်ဆရာတို့တွေ့တဲ့အခါကျရင်ဆရာပြန်မေးမယ်ဒီအာယတ်ထဲမှာဘယ်ဆဟာဘာတွေကဘယ်လိုဟာဒီစ်ထဲမှာပြောထားလဲမင်းတို့ဖတ်ထားပြန်ပြီးတော့ဆရာနဲ့ဆွေးနွေးမယ်နော်အင်ရှာအလ္လာအဲ့ဒါဆိုဆရာတို့ဒီနေ့ဒီမှာပဲရန်နာလိုက်မယ်ဟောအကနူဒါဝါအလ်ဟမ်ဒူလ လ rabbil alamin အစ္စလာမူအလိုင်ကွမ်ဝါရဟ်မတ်တူလာဟ်ဝါဘရာကာတူ